ကဘာပေါ်မှာငားလည်းမဟုတ်ဖားလည်းမဟုတ်ပဲထူးဆန်းတဲ့ရုပ်သွင်းကိုပိုင်ဆိုင်ထားတဲ့သတ္တဝါတစ်မျိုးရှိပါတယ်။သူ့ကိုကြည့်လိုက်ရင်အမြဲတမ်းပြုံးနေတယ်လို့မျိုးနဲ့ချစ်စရာကောင်းပေမဲ့သူ့ရဲ့ခန္ဓာကိုယ်မှာတော့သိပ္ပံပညာရှင်တွေအဖြေရှာဖို့ကြိုးစားနေတဲ့စူပါပါဝါတွေကိန်းအောင်နေပါတယ်။အဲ့ဒါကတော့မက္ကဆီကိုနိုင်ငံရဲ့ဂုဏ်ဆောင်ရေနဂါးလို့သိသိများတဲ့အဆိုလော်တယ်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့ဒီသတ္တဝါလေးတွေဟာဘာကြောင့်ဒီလောက်အထိထူးခြားနေရတာလဲသူတို့ရဲ့ခန္ဓာကိုယ်ဟာဘယ်လိုလိုအပ်ချက်တွေကိုဖုံးကွယ်ထားရလဲဆိုတာအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီသတ္တဝါလေးတွေရဲ့ဇာတ်လမ်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းရာရှိ Aztec ယဉ်ကျေးမှုအရစတင်ခဲ့တာပါ Aztec တဏ္ဍာရဲ့အရတေမင်းနဲ့မိနတ်ဖျားရှီလော့ဟာအသက်ခံရမဲ့ဘေးကလွတ်မြောက်ဖို့အတွက်ရေထဲကိုခုန်ဆင်းပြီးဒီသတ္တဝါလေးရဲ့ဖြစ်အသွင်ပြောင်းခဲ့တယ်လို့ယုံကြည်ကြပါတယ်ဒါကြောင့်လဲသူတို့ကိုဝါတာတော့ဒါမှမဟုတ်ရင်ရေခွေးလို့အဓိပ္ပာယ်ရတယ်အဆိုလော်တယ်လို့ခေါ်ကြပါပါသူတို့ရဲ့မင်းဇာတိဟာမက္ကဆီကိုစီးတီးအနီးကဆိုရှီမီကိုရေကန်ကြီးဖြစ်ပါတယ်အဆိုလော်တယ်ရဲ့ထူးခြားချက်တစ်ခုကတော့သူတို့ရဲ့အသက်ရှူစနစ်ပါသူတို့ရဲ့ခေါင်းဘေးမှာပန်းရောင်အမွေးပွားလေးတွေကိုမြင်ရတာတကယ်တော့အပြင်ဘက်ကိုထိုးထွက်နေတဲ့ပဟတ်တွေပဲဖြစ်ပါတယ်သူတို့ဟာရေထဲမှာငါးတွေကိုအသက်ရှူနိုင်တဲ့ငါးတွေလို့အသက်ရှူနိုင်တယ်လို့လိုအပ်ရင်ကုန်းပေါ်မှာတက်ပြီးအဆုံးနဲ့လည်းအသက်ရှူနိုင်ပါပြီးတော့ထူးခြားတာကနီအော်တနီလို့ခေါ်တဲ့အရှင်နေကြောင်းပါတခြားဖားတွေလို့အရွယ်ရောက်ပြီးကုန်းပေါ်တက်ပြီးအသွင်ပြောင်းကြပေမဲ့သူတို့ကတော့တက်တက်လုံးရေထဲမှာပဲကလေးတစ်ပွားပုံစံနဲ့ရှင်တန်တာကမ္ဘာဇီဝမှာအလွန်ရှားပါတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်အခုနောက်တစ်ခုပြောချင်တာကတော့သူတို့ရဲ့ regeneration လို့ခေါ်တဲ့ခန္ဓာကိုယ်လေးပြန်ခန္ဓာကိုယ်ကိုယ်လည်းအင်္ဂါလေးပြန်ပေါက်နိုင်စွာမှာအကယ်၍အဆိုလော်တဲ့တကောင်ဟာခြေထောက်တစ်ဖက်ပြတ်သွားခဲ့ရင်အဲ့ဒီနေရာမှာအမာရွတ်မကြမ်းပဲရတတစ်ပတ်အတွင်းမှာမူလအတိုင်းအစ်စ်ပြန်ပေါက်နိုင်စွမ်းရှိပါတယ်ဒါတည်းမကသေးပါဘူးသူတို့ရဲ့ကြောရိုးတွေနှလုံးတစ်ရှူတွေအုံနောက်အစိတ်ပိုင်းတွေကိုပါအစ်စ်ပြန်လဲလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်ဒါကြောင့်လဲကမ္ဘာတစ်ဝန်းကသိပ္ပံပညာရှင်တွေဟာလူသားတွေရဲ့ဒဏ်ရာတွေကိုကုသဖို့သူတို့ရဲ့ DNA တွေကိုအသေးအတန်လေ့လာနေကြတာပဲဖြစ်ပါတယ်လူတော်တော်များများကသူတို့ကိုပန်းရောင်လေးတွေရှိတတ်ကြရဲလို့ထင်ကြပါတယ်ဒါပေမဲ့တဘာဝတောထဲမှာတော့သူတို့ကချွတ်နွန်တွေနဲ့ရောနှောအောင်အညိုရောင်ဒါမှမဟုတ်လို့ရှိရင်အနက်ရောင်ရှိတတ်ကြပါကျွန်တော်တို့မြင်နေရတဲ့ပန်းရောင်လေးတွေကတော့မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်အဲပိုင်းတို့အမျိုးအစားတွေဖြစ်ပါတယ်သူတို့ဟာရေအောက်ကပိုးကောင်တွေငါးလေးတွေခရုတွေကိုစားတော့ပြီးအမဲလိုက်လေးရှိပါတယ်သူတို့ရဲ့အမြင်အာရုံဟာတိတ်မကောင်းပေမဲ့ရေထဲကတုံခါမှုကိုခံစားပြီးအစာကိုဖမ်းယူစားတော့တတ်ကြပါတယ်ဒီလောက် regeneration ကောင်းပြီးရှစ်ဆာကောင်းတဲ့သတ္တဝါလေးတွေကအခုလိုကျွန်တော်တို့လူသားတွေကြောင့်မျိုးတုံးလူနေပါဖြစ်နေကြပါပြီသူတို့နေထိုင်ရာရေကန်တွေကိုရေစိုးတွေစီးဝင်နေတာတွေကြောင့်မြို့ပြတွေတိုးဆက်လာတာကြောင့်တဘာတောထဲမှာသူတို့ရဲ့အရေးအတွက်ဟာယာကနန်းလောက်ပဲကြံတော့ပါတယ်ဒါဟာကျွန်တော်တို့လူသားရဲ့အကြောင်းဖြစ်လာတဲ့ဆိုးကျိုးတွေတခုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်